တယ်ဖြစ်တယ်ဖွက်တယ်နဲ့မင်းကမိတ်ဆက်တာလေကွာအဲ့တော့အားလုံးလည်းတည်သွားရောတည်သွားတော့အဲ့ဒါငါလည်းဟစ်တယ်ဟုတ်တယ်ဖြစ်တယ်ဟုတ်ပြေချင်းတို့ဒါပဲလာမှာဆရာတော်ဘုရားဟောတာမှန်သွားပြီ ဘာဟောလဲ တက္ကလာဆိုင်လေးရဲ့နင့်မျက်နှာဝက်ချံခွေးသေးပိုင်းတောက်တယ်ပြေချင်းတို့ငါ့ကိုခွေးပုံအောင်အဲ့တော့ဘယ်လိုမိတ်ဆက်မှာလဲမင်းအဲ့လိုပြောငါလည်းဟစ်တယ်ဟောတယ်ငါမိတ်ဆက်လိုက်ပဲ အေး say 1 2 3 4အလုံးတက်ချငါပါကျဲတို့အလုံးတက်ချငါပါကျဲတို့အဲ့ကိုမိတ်ကလေးများကထိုင်ရှုပ်ကိုကြွားပြတ်ပုံကတော့စိတ်တယ်ဆိုငါနာမည်ကကုကျွန်းဖြူပြောဂူဂျွန်ပြောအရင်ရှင်မင်းကဂူဂျွန်ပူပြေချင်းတို့ဟာပူကျင်တော့ပူတာမဟုတ်ဘူး ဘာဖြစ်လို့လဲတတိကံရောဒီရွာကောင်မလေးတွေရောပူမှချစ်မယ်ဆိုလို့ပူကျင်အောင်ဆောင်တာမင်းကကတိကံကောင်မလေးပြောလို့ကောင်းမလေးကရှင်လောင်းလဲတော့အရင်ချစ်ပေါ်ကောင်ဒီရွာ9တောင်ငိုင်ပန်းတောင်ငိုင်လေးသူတို့ကအစထွက်လာတော့သူတို့ကမလေးလက်တော့အထူခေါ်လေးနဲ့ငါရှောက်ပြမယ်ဘယ်လာပူပါလဲဆက်ထွက်လာအဲ့ဒါလေးဆက်ထွက်လာတာညနေလဲဆောင်းလဲဆောင်းလက်တော်လူရကြပြီးတော့ဟာလာအဲ့လိုဖြစ်လို့အဲ့တော့ကျွန်တော်ဒါပိတ်သက်ကကျွန်တော်သိရတယ်လည်းရှိတယ်မသိတယ်လည်းရှိတယ်ကျွန်တော် MRTV4 ရွာလေတဲ့ဘူးစာဆိုတဲ့ဇလန်တွဲလေးထဲမှာအချောက်မာလေးနေရာနေတရုပ်ဆောင်နေတာအဲ့ဒီလေကျွန်တော်ကန်ကောင်းတယ်ကျွန်တော်အဖေဆရာခင်းလိုက်เนาะကျွန်တော်အဖေဆရာဖြစ်တဲ့ကိုခင်းလိုက်ရလဲကျွန်တော်စစအုံထပ်မှာလက်ကတော့တဲ့အချာအဲ့ဘေးပါပြီးပဲအပူပါနဲ့ပြီးတော့ရွာလေတဲ့ဘူးစာဆိုတဲ့ဇလန်တွဲထဲမှာလဲမကုတ်ထောင်းဝင်တဲ့အချာငါပြောမယ်ဒီတော့လည်းကောလေလက်တိုင်းလို့သူ့ပြေးပြောလိုက်အောင်သူထုတ်ချင်လို့အဲ့တော့အပူပါနဲ့ကျွန်တော်အဖေဆရာကြီးတဲ့ရုပ်ရှင်ကားเนาะအဖေဆရာခင်းလိုက်ညံကြီးရှင်ကိုလိုက်တဲ့ 5+1 ဆိုတဲ့ရုပ်ရှင်ကားကြီးမှာအချာငါပြောမယ်အဲ့တော့သူကကြို